မြကမ်းပေးတွင်အမျိုးသားတဦးသည်ယတနာတစ်ခုကိုတွေ့ရှိခဲ့သည်နင်းကိုဖွင့်ကြည့်လိုက်သောအခါအတွင်းကကလေးငယ်တဦးကိုတွေ့လိုက်ရသည်ထိုကလေးငယ်တွင်လက်နှင့်ခြေထောက်များမရှိသည့်အပြင်ကိုရင်းအင်္ဂါ48ခုလည်းပျောက်ဆုံးနေသည်ကလေးငယ်မှာအသက်ငွေ့ငွေ့သာကျန်တော့သည်ကိုမြင်သောအခါသဘောကောင်းသောထိုမျိုးသားသည်ကလေးကိုအသက်ပြန်ရှင်လာစေရန်ဆုံးဖြတ်ချက်ချကာအိမ်သို့ခေါ်လာခဲ့သည်သူသည်ပျောက်ဆုံးနေသောခြေလက်များကိုပြန်ဆက်ပေးနိုင်သည့်ထူးခြားသောစွမ်းရည်ကိုပိုင်ဆိုင်ထားသည်သူသည်စစ်ရှုံးထားသောရွာတရွာသို့ဥစွာသွားရောက်ကပြတ်တောက်နေသောခြေလက်များကိုဆူဆောင်းခဲ့ပြီးနောက်အိုးတလုံးထဲတွင်ပြုတ်ခဲ့သည်ပြင်းထန်သောလျှက်စစ်စည်းကြောင်းဖြင့်အသက်သွင်းလိုက်သောအခါနှလုံးငယ်လေးတစ်ခုကိုဖန်တီးနိုင်ခဲ့သည်ခုန်နေသောနှလုံးသားလေးကိုမြင်ရသောအခါသူအလွန်ကျေနပ်သွားခဲ့သည်ထို့နောက်အဆိုပါနေလန်တိုင်ကလေး၏ကြံရှိနေသောကိုရင်းအင်္ဂါများကိုဖန်တီးကာပြည့်စုံသောကလေးငယ်တဦးဖြင့်ပေါင်းဆက်ပေးခဲ့သည်ထို့နောက်လျှက်စစ်တပ်များဆက်လက်ထုတ်လုပ်ကာကလေးငယ်ကိုအသက်သွင်းခဲ့ပြီးသူ၏အမိကိုဟန်ယာဂီမာယူဟုမှဲ့ခေါ်ခဲ့သည်ကလေးငယ်၏ခန္ဓာကိုယ်စိတ်ပိုင်းများကိုတေဆုံးသွားသူများ၏ရုပ်ကြွင်းများမှပြုလုပ်ထားသောကြောင့်သူ့ကိုနံဝိညာဉ်များကမကြာခဏ၆လက်လေးရှိသည်ထို့ကြောင့်သူ၏မွေးစားဖခင်ဖြစ်သူကသူ၏လက်မောင်းထဲတွင်နှဆိုးနှင့်သည့်ဓာတ်တလက်ကိုထည့်သွင်းပေးခဲ့ပြီးသူ၏ထူးခြားသောဓာတ်တိုင်းပညာများကိုသင်ကြားလေ့ကျင့်ပေးခဲ့သည်ဟန်ယာဂီမာယူသည်နားမကြားမျက်မမြင်ဖြစ်တော်လဲသူ၏စွမ်းရည်များကိုခိုင်မာသောစိတ်ဆန္ဒဖြင့်ပြည့်စုံအောင်လေ့ကျင့်နိုင်ခဲ့သည်အနှစ်20ကြာပြီးနောက်ဟန်ယာဂီမာယူသည်အရွယ်ရောက်လာခဲ့သည်ဖျားနာမှုကြောင့်ဝေဒနာခံစားနေရသောသူ၏မွေးစားဖခင်သည်တေခါနီးချိန်တွင်ဟန်ယာဂီမာယူ၏အတိတ်ကိုဖွင့်ဟပြောပြခဲ့သည်လွန်ခဲ့သောအနှစ်20ကဘာကြီးကိုတိမ့်ပိုက်ပေါင်းစည်းရန်အာဏာကိုရှာဖွေနေသောစစ်ရှုံးထားသည့်စစ်သူကြီးတဦးသည်နတ်ဆိုးများနှင့်အပေးယူလောက်ကကြီးမားသောစွမ်းအားကိုရရှိရန်မင်း၏သားဖြစ်သူ၏ကိုရင်းအင်္ဂါ48ခုကိုနတ်ဆိုးပြား48ပါးထံစတေးခဲ့သည်ထို့ကြောင့်ဟန်ယာဂီမာယူသည်ကိုရင်းအင်္ဂါများမပါဘဲအခွင့်အသက်ဖြင့်သာမွေးဖွားလာခဲ့ခြင်းဖြစ်သည်ဖခင်ဖြစ်သူ၏အမောင်ဘက်သို့ပြောင်းလဲသွားမှုကိုမြင်သောအခါသူ၏မိခင်သည်တဘောကောင်းသူတဦးတွေ့ရှိရန်မျှော်လင့်ချက်ဖြင့်ဟန်ယာဂီမာယူကိုမြစ်ထဲတွင်တိတ်တဆိတ်မျောလိုက်သည်ကံကောင်းထောက်မစွာဖြင့်သူ၏မွေးစားဖခင်ကတွေ့ရှိခဲ့ခြင်းဖြစ်သည်ဤအကြောင်းများကိုပြန်လည်ပြောပြပြီးနောက်မွေးစားဖခင်ဖြစ်သူမှာကွယ်လွန်သွားခဲ့သည်ကဘာကြီးကဣရှုဝတ်နည်းပညာကိုရရှိပြီးလူသားများကိုဒုက္ခပေးရန်အသုံးပြုမိကိုတားဆီးရန်အတွက်ဟန်ယာဂီမာယူသည်ထိုနေရာကိုမိရှုဖျက်ဆီးပစ်ခဲ့သည်ထိုအချိန်မှာပင်ထူးဆန်းသောအတန်တစ်ခုကသူ၏နားစီသို့ရောက်ရှိလာခဲ့သည်